皆さんこんにちは。私がဒီနေ့ M4 GMPT မိကုန်းပုံစံကိုရှင်းပြပေးမှာဖြစ်ပါတယ်။အရင်ဆုံးအပိုင်းကတော့ဂန်ကောချီရှိပြီပေါ့နော်။မော်ဂျီကောကြီးအပိုင်းသူကစမ်းချက်ပေါ်မိနစ်30ပါ။မော်ဂျီကောကြီးဆိုတော့သူကခန်းကြီးပိုင်းနေပါမယ်ပြီးတော့ဂေါ်ကြီးပိုင်းနေပါမယ်ပေါ့နော်။အစင်းစားကြည့်အောင်နော်။မွန်တိုင်းအချီကတဲ့နာနီနာနီနောကိုတိုဘာဝဒီလိုမျိုး line ထားတဲ့စကားလုံးကပေါ့နော်။ဟီရာကာနာတဲ့တို့ခါကီမတ်ကဟီရာကာနာနဲ့ဆိုရင်ဘယ်လိုရေးမလဲတဲ့။一に三四から一番いいものを一つ選んでくださいဆိုတာကတင်းနဲ့သုံးရရနေပြီးမှလက်ရှိမှန်ကန်တဲ့တစ်ခုကိုရွေးချယ်ရမှာပေါ့နော်အဲဒီတော့一မှာဆိုရင်ဥမာဒီလမ်းထားတဲ့ခန်းကြီးဘယ်လိုဖတ်လဲရှီခန်းလားချစ်ခန်းလားရှီစွတ်ခန်းလားကြီးခန်းလားပေါ့နော်အဲဒါလက်ရှိအပြင်မှာကရှီခန်းဆိုရင်လက်ရှိအဝိုင်းလေးမှာခြေရမယ်ပေါ့နော်အဲ့ဒီဘိုင်းမှာဆိုရင်ကတော့ဒီမွန်တိုင်းမှာလက်ရှိဒီအချိန်နဲ့ဖြေရတာဖြစ်လို့ပေါ့နော်အချိန်ကိုတက်တာအောင်ဆိုလို့ရှိရင်ဒီလိုမျိုးခန်းကြီးလေးကိုပဲဖတ်ကြည့်ပေါ့နော်ဒီဟိုင်စာကြောင်းတစ်ကြောင်းလုံးကိုဘာသာပြန်မကြည့်နဲ့ပေါ့နော်တကယ်လို့ကိုကခန်းကြီးကိုကြည့်ပြီးတော့ဘယ်လိုဖတ်ရမလဲမသိဘူးဆိုမှဘာသာပြန်ကြည့်ရင်တော့တမျိုးပေါ့နော်ဒီတိုင်းသူ့ရဲ့အပိုင်းကိုကခန်းကြီးကိုကြည့်ပြီးတော့သူ့ရဲ့ဖန်ကြီးကိုရွေးရတာဖြစ်လို့တကယ်လို့ကိုကခန်းကြီးရဲ့ဖတ်ပုံဖန်ကြီးကိုတည်ပြီးသားဆိုရင်တော့အဖြေကိုတန်းရွေးလိုက်တာကဒီအနောက်ဒီပု္ပ္ပစာတွေမှာပေါ့နော်မွန်တိုင်းတွေမှာပို့ပြီးတော့အချိန်ရစီရပေါ့နော်အဲ့ဒါကမွန်တိုင်းအချီပါအဲ့တော့မွန်တိုင်းအချီကခန်းကြီးပေးထားတဲ့ခန်းကြီးကိုဖတ်ပုံဖန်ကြီးရွေးရတာဖြစ်ပါတယ်ဒါတော့ကိုပုတ်ပါတာပေါ့နော်မွန်တိုင်းနေရကြတော့နာနီနာနီနောကိုတိုဘာဝဒိုခိုင်ကီမတ်ကဒီလမ်းထားတဲ့စကားလုံးကတဲ့ဘလူးရေးလဲပေါ့နော်အဲ့တော့ခုနလိုပဲအချီနီဆန်ယုံခါတာအချီပန်အီမွန်နိုဟီတိုဆောအဲ့ဒါနေကိုရာဆိုင်ဆိုတော့တင်းနဲ့3လေးကနေလိုက်ရွှေတစ်ခုရွေးပေးရမယ်ပေါ့နော်အဲ့တော့လက်ရှိမွန်တိုင်းအချီတော့ကကျတော့ခန်းကြီးကနေဖတ်ပုံဖန်ကြီးရွေးရဒါကကျတော့ဖတ်ပုံဖန်ကြီးကနေပြီးတော့ခန်းကြီးကိုရွေးရတာပေါ့နော်ဒီမှာဆိုရင်39ပေါ့နော်အဲဆိုရင်လက်ရှိတော့အချီဆိုရင်လည်း39နေရာကျော်လက်ရှိကိုအာရုကနေလာတာပေါ့နော်ပြီးတော့ဆန်းကကျတော့စုခုနိုင်ပေါ့နော်ပြီးတော့ရှင်ကကျတော့အိုးအီရနေလာတာအဲဆိုရင်ဒီဖတ်ပုံဖန်ကြီးအမှန်ကကျတော့ဒီ39ဖြစ်မှာပေါ့နော်ဒီမှာကျတော့တချို့ခန်းကြီးတွေကဒီအတန်ထွက်တူတဲ့တာမျိုးရှိလို့ဒီမှာဆိုရင်ကတော့ဘာသာပြန်သိရင်ပြန်ရမှာပေါ့နော်အဲ့ဒါကတော့မွန်တိုင်းနေဖြစ်ပါတယ်အဲ့တော့ဖတ်ပုံဖန်ကြီးကနေပြီးမှခန်းကြီးကိုရတာဖြစ်ပါတယ်ပြီးတော့မွန်တိုင်းဆန်ကခက်ကိုနိနာနီကိုအီရမတ်ကတဲ့ကွက်လက်ထဲမှာဗာထည့်မလဲပေါ့နော်အဲ့အချီနီဆန်ယုံကရာအချီပန်အီမွန်နိုဟီတိုဆိုအဲ့ဒါနေကူရာဆိုင်အဲ့ကွက်လက်ထဲမှာဗာထည့်မလဲတင်းနေတုံးလေးကနေခုနလိုပဲတစ်ခုယူရမယ်နော်အဲ့တော့ဒါကကျတော့ဂိုးကြီးပိုင်းဖြစ်သွားပြီပေါ့နော်အဲ့တော့လိုက်ရှိရဒီစာကြောင်းကိုဘာသာပြန်ကြည့်မယ်လို့ရှင်ဒီဂိုးကြီးတစ်လုံးချင်းစီတိုင်းကိုဘာသာပြန်ကြည့်မယ်ပေါ့နော်အဲ့တော့ဒီမှာတော့ဘာသာပြန်မှရတော့မယ်နော်အဲ့တော့ဒီစာကြောင်းကိုဘာသာပြန်ကြည့်လို့ရှင်ဒီစကားလုံးလေးတွေရဲ့ဘာသာပြန်ကိုဒီထဲမှာထည့်ကြည့်ပေါ့နော်အဲ့တော့တင်တော်တဲ့တစ်ခုကအဖြစ်မှန်ဖြစ်မယ်နော်အဲ့တော့မွန်တိုင်းယုံကြည့်ကြအောင်နော်အဲ့တော့မွန်တိုင်းယုံကကျတော့ဒီ何々の本と大体同じ意味の本があります。1234から一番いいものを一つ選んでください。ဒီပေါ့နော်ဒီလိုက်ရထားတဲ့စာကြောင်းနဲ့ဒီအကျဉ်းမြင့်ပေါ့နော်အများသောအားဖြင့်ဒီအတိတ်ပဲတူညီတဲ့စာကြောင်းရှိပါတယ်တဲ့အဲ့တော့1 2 3လေးကနေဒီအတိတ်ပဲအနည်းဆက်ဆုံးတစ်ခုကိုရွေးပေးရမယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုရင်နိကျူရခုမှာပေါ့နော်အိုးဆန်ကခက်ခွန်းစုရုတိုခီတဲ့ဘခုရိရှိမစတာအိုးဆန်လက်ထပ်မယ်ဆိုတဲ့တဲ့ကိုကြားပြီးတော့လန့်သွားခဲ့တယ်အဲဆိုရင်အချီနီဆန်ယုံနေရပေါ့နော်အဲ့တော့အိုခိုရီမစတာရောခိုဘီမစတာ驚きました。失敗しました。အဲဆိုရင်私はびっくりしました。လန့်သွားခဲ့တယ်ဆိုတဲ့စာကြောင်းနဲ့အတိတ်ပဲနီးစပ်ဆုံးတူတာဆိုရင်ဘာဖြစ်မလဲဆို驚きましたဖြစ်မှာပေါ့နော်အဲ့လိုမျိုးဒီအနီးစပ်ဆုံးတူတဲ့စာကြောင်းပေါ့နော်အတိတ်ပဲတူတဲ့စာကြောင်းကိုရွေးပေးရတာပါဒါကြောင့်မွန်တိုင်းရုံပေါ့နော်ပြီးတော့မွန်တိုင်းကကျတော့次の言葉の使い方で一番いいものを1234から一つ選んでくださいသူပေးထားတဲ့ဒီစကားလုံးတွေရဲ့3 ပုံ 3နည်းပေါ့နော်အမှန်ကန်ဆုံးဖြစ်တဲ့စာကြောင်းတစ်ကြောင်းကိုရွေးပေးရမယ်အဲ့တော့ဒီမှာဆိုရင်စန်ဂျူအချီမှာဆိုရင်နူရူလို့ပေးထားရပေါ့နော်အဲဆိုရင်ဒီနူရူဆိုတဲ့စကားလုံးကို1 2 3လေးဆိုတဲ့စာကြောင်းနဲ့မှာဒီစာကြောင်းကမှန်မှန်ကန်ကန်သုံးထားလေးပေါ့နော်အဲ့တော့သူပေးထားတဲ့ဂိုးကြီးကိုအမှန်ကန်ဆုံးသုံးထားတဲ့စာကြောင်းကိုရွေးခိုင်းတာပေါ့နော်ဒါကကျတော့မွန်တိုင်းကိုဖြစ်ပါတယ်
အဲ့ဒါလေးဘာသာပြန်ကြည့်ရမှာပေါ့နော်အဲ့ဒါကျတော့ပထမတစ်ပိုင်းပြီးသွားပါပြီနောက်တစ်ပိုင်းကကြတော့ကန်ကောချီရှိခီယိုမှာဘွန်ပိုးတို့ခိုင်ပေါ့နော်အဲ့တော့တရားပိုင်းပါမယ်ပြီးရင် reading ပိုင်းပါမယ်ဒါကျတော့ရခုချပွန်ဒါကမိနစ်60ပေးတာပေါ့နော်အဲ့တော့အရင်ဆုံးမွန်တိုင်းအချီကခခုနီနာနီယိုအီရမတ်ကကွက်လက်ထဲမှာဘာကိုထည့်မလဲနော်အချီနီဆိုင်ယုံခါတော့အချီပိုင်းအီမိုနိုဟီတိုဆိုအဲ့ဒါနဲ့ခူရာဆိုင်တင်းနဲ့တုံးလေးတွေကနေလက်ရှိကိုခါတိုင်းလူပဲတစ်ခုရွေးပေးရမှာပေါ့နော်ဒီမှာကျတော့ပါတီကယ်တွေပါမယ်ပေါ့ဒါဆိုလက်ရှိတော့ဒါကိုဘာသာပြန်ကြည့်မယ်ဒီတင်းနဲ့တုံးလေးအဖြေလေးခုကိုဘာသာပြန်ပြီးတော့ဒီကွက်လက်ထဲမှာထည့်ကြည့်ပေါ့နော်အတင်းတော်ဆုံးတစ်ခုကအဖြေမှန်ဖြစ်မယ်နော်အဲ့ဒါကဒါဒုတိယပိုင်းရဲ့မွန်တိုင်းအချီဖြစ်ပါတယ်ဒါကျတော့ဒီ grammar ပိုင်းနေနဲ့ဆိုင်သွားတာပေါ့နော်ဒါက15ပုဒ်ရှင်နော်ပြီးတော့မွန်တိုင်းနီကကျတော့ဒီလို star ပုတ်စာအကျဲပုတ်စာဆိုပြီးခေါ်ကြပါဘောနော်နာနီနာနီနီဟိုင်ဒုမနောဝတို့တဲ့ that's ကဒီနေရာမှာဝင်လာမဲ့အရာကဘာလဲနော်ဒီနေ့3လေးတွေကနေပြီးမှခါတိုင်းလူဥစားရှိတစ်ခုယူရမယ်နော်ဘယ်လိုမျိုးလဲဆိုရင်သူကကျတော့ဒီလိုမျိုးဒီလိုင်းထားတဲ့အပေါက်၄ခုရှိရပေါ့နော်အဲ့၄ခုနေရာမှာဥစားရှိတော့ပေးထားတဲ့ဒီအဖြေ၄ခုကိုစာကြောင်းတစ်ကြောင်းဖြစ်အောင်ဆက်ပေးရမှာဘယ်လိုမျိုးလဲဆိုရင်စခုအဲနော်နာနီအာဒီမတ်နော်အချီဆိုရင်ဟွန်နီဆိုရင်ဥအဲဆန်းဆိုရင်ဂရှုံးဆိုရင်နီအဆိုလိုက်ရှိဥမှာဆက်ကြည့်ရင်စခုအဲနော်ဥအဲနီဖြစ်မှာပေါ့နော်ဆိုမှဆိုစခုအဲနော်ဥအဲဆိုတော့နီဖြစ်မယ်နော်စခုအဲနော်ဥအဲနီအဲ့တော့ဟွန်ဒါအာဒီမတ်အလုံးမျိုးစာကြောင်းတစ်ကြောင်းဖြစ်တော့အစင်လိုက်က2 4 3ပေါ့အစဉ် star နေရာမှာဘာရောက်နေလဲဆိုရင် ichi ရောက်နေတာဆိုရင်အဖြေမှန်က ichi ကိုဝိုင်းပေးရမှာပေါ့နော်အဲ့တော့သက်ရှိကဒီကွက်လက်၄ပေါက်လုံးကိုပေးထားတဲ့အဖြေ၄ခုလုံးကိုသုံးပြီးတော့ဆက်ပေးရမယ်အဲ့တော့ star လေးနေရာမှာရောက်နေတဲ့ဟာကအဖြေမှန်ပေါ့နော်အဲ့တော့ဒီမှာဘာသတိထားမလဲဆိုတော့ကိုကအဖြေမှန်တော့ဆက်တတ်ပါရဲ့ဒါပေမဲ့ဒီလို star ကြည့်တဲ့နေရာမျက်စိရှင်းရင်လည်းအဖြေမှားတတ်တယ်ပေါ့နော်အဲ့တော့ကိုက3နေရာမှာလို့ထင်ပြီးတော့အဲ့တော့ကိုကဥမာထားပါတော့နော်အဲ့တော့တကယ်ပေးထားတာက3နေရာဒါပေမဲ့ကိုက2နေရာလို့ထင်ပြီးတော့4ကိုချစ်ခဲ့ရဆိုရင်လည်းအမှားတာပဲပေါ့နော်အဲ့တော့ဒီ star လေးနေရာတွေကိုလည်းမျက်စိမရှင်းဖို့လိုတယ်နော်အဲ့ဒါက star ပုံစံဖြစ်ပါတယ်နောက်တစ်ခုကမွန်တိုင်းဆန်ကကျတော့နီဂျူအီချီခါတာနီဂျူကိုနိနာနီယိုအီရမတ်က21ကနေ25အထိဘာကိုထည့်မလဲနော်အဲ့တော့ဘွန်ရှောနောအီမီယိုခန်ကရဲ့တဲ့ဒီစာပိုင်းရဲ့အဓိပ္ပာယ်ကိုစဉ်းစားပြီးတော့တဲ့အီချီနီဆန်ယုံခါတာအီချီဘန်အီမောနောဟစ်တိုဆိုအဲ့ဒါနဲ့ခူရာဆိုင်အဲ့တော့ဒီတစ်နှစ်3ရက်နေတခုရွေးပြရမယ်ဒါဘယ်လိုမျိုးလဲဆိုရင်ဒီလိုစာပိုင်းလေးပေါ့နော်အဲ့စာပိုင်းလေးမှာသူက21ကနေပြီးမှ25အထိဆိုပြီးတော့ box 5ခုပါတယ်အဲ့တော့မှဒီစာပိုင်းကိုဖတ်ဘာသာပြန်ကြည့်ပြီးတော့ဥမာ21ရဲ့အဖြေဆိုရင်ဒီဘက်မှာပေါ့နော်21အဖြေ၄ခုရှိရဲ့အဲ့၄ခုတည်းကနေတစ်ခုရွေးအဲ့လိုပဲနော်ဒီဘက်မှာ22ကနေ25အထိရှိတယ်အဲ့လိုဆိုရင်皆さんတို့က22ထဲကအဖြေကို22ရဲ့အဖြေဆိုရင်၄ခုတည်းကတစ်ခုရွေး23 24 25ဆိုတဲ့အတိုင်းပဲပေါ့နော်၄ခုတည်းကနေတစ်ခုစီရွေးရမှာပေါ့နော်အဲ့တော့皆さんတို့ကဒီစာပိုင်လေးကိုဘာသာပြန်ကြည့်ရမယ်နော်အဲ့တော့ဒီ box 5ခုကိုဘာတွေထည့်မလဲဆိုတာသူ့နောက်မှာဒီရွေးစရာအဖြေတွေပါတယ်အဲ့ဒီကနေရွေးပေးရမယ်နော်နောက်တစ်ခုကကျွန်တော်မွန်တိုင်းယုံကကျတော့ဆွေကြီးနော်အချီခါရယွန်းတော့ဘုံရှောကိုယွန်းတဲ့သူအနောက်မှာတစ်ကနေ4အထိဆိုပြီးဒါကြောင့်စာပိုင်းအတူ၄ပုတ်ပေါ့နော်အဲ၄ပုတ်ပါမယ်အဲ့တော့ရှစ်စုံမော်နီခိုတာအဲကူလာတဲ့ကူလာဆိုင်မေဝနေကိုဖြည့်ပေးရမယ်ပေါ့နော်ခိုတာအဲဝါအဖြေကအချီနီဆိုင်ယုံခါရအချီပန်အီမော်နိုဟီတိုဆိုအဲ့ဒါနဲ့ကူလာဆိုင်အခါတိုင်းလူပဲပေါ့နော်1နဲ့3လေးတွေကနေတခုယူရမယ်သူက၄ပုတ်စုပေါင်းပါတာပေါ့နော်ဒါတစ်ပုတ်မှာမေခွန်းတစ်ခုစီပါတယ်ဥမာဒီ26ဆိုရင်သူကဒီမှာသူ့ရဲ့မေခွန်းရဲ့အဖြေပေါ့ဒီစာပိုင်းတစ်ပိုက်အတွက်မေခွန်းတစ်ပုတ်စီပါတယ်စုပေါင်း၄ပုတ်ပေါ့နော်ဒီ reading တွေဖြည့်တဲ့အခါမှာသက်ရှိအကြံပေးချင်တာတော့ပေါ့နော်သက်ရှိအခုဒီ N2 အောင်တဲ့အထိဘယ်လိုဖြည့်ခဲ့လဲဆိုရင်အရင်ဆုံး reading ဆိုရင်မေခွန်းကိုအရင်နားလည်အောင်ဖတ်တယ်ပေါ့နော်reading ဖြည့်တဲ့အခါမှာသူကနည်းလမ်း2ခုသုံးလို့ရတယ်နည်းလမ်း2ခုလုံးကတော့ဘယ်ဟာပဲဖြစ်ဖြစ်အရင်ဆုံးမေခွန်းဖတ်တာပေါ့နော်မေခွန်းကိုနားလည်အောင်ဖတ်တယ်ပထမနည်းလမ်းကကျတော့မေခွန်းဖတ်တယ်ပြီးတော့ဒီစာပိုက်ကိုဖတ်တယ်ပြီးကြနေမှာအဖြေ၄ခုတည်းတစ်ခုရွေးတယ်ပေါ့နော်ဒုတိယနည်းလမ်းကကျတော့
ဒီမိကုံကိုဖတ်တယ်ပြီးတော့အဖြေလေးချောင်းကိုအရင်ဖတ်တယ်ပြီးကြနေမှာစာပိုက်ကိုဖတ်တယ်ပေါ့နော်ဒါတော့မိနာဆန်တို့ဒါ reading တွေဖတ်ရင်နဲ့ကိုအားတာတွေနီလန်းကိုသုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့ဘာကအရေးကြီးလဲဆိုတော့မိကုံအရင်ဖတ်ဖို့တော့အရေးကြီးတယ်အဲ့တော့မိကုံရဲ့အတိတ်ပဲကိုနားလည်မှဒီစာပိုက်ဖတ်တဲ့အခါမှာပို့ပြီးတော့အာရုံစိုက်လို့ရမှာပေါ့နော်ဘယ်အပိုင်းကိုမိထားလဲဆိုတာဟဲ့အဲ့တော့ဖြည့်ပုံပြင်းနေစဉ်းစားနေပေါ့နော်အဲ့တော့ဒီ H ကနေပြီးမှတော့ H ကနေရုံးတီဆိုပြီးတော့စုစုပေါင်းဒီလိုမျိုးလေးပုတ်ပါမယ်နော်အဲ့တော့နေရမိကုံကဒါရဲ့အဖြေပေါ့အဲ့တော့စမ်းပါလေနော်မိကုံတစ်ပုတ်ရှိတယ်ပြီးတော့နောက်တစ်ခုရုံးပါလေမိကုံတစ်ပုတ်ရှိနော်အဲ့ဒါစာပိုက်အတူလေးနောက်တစ်ခါကျတော့စာပိုက်အလက်ပေါ့နော်အဲ့တော့မွန်တိုင်းကစကိနောဘွန်ရှောယွန်တဲ့ရှေ့စမွန်နီကိုတာအေတဲ့ကူတာဆိုင်အောက်ကဒီစာပိုက်တွေကိုဖတ်ပြီးတော့ဖြည့်ပေးရမယ်နော်ကိုတာအေဝါအချင်းနီဆိုင်ယွန်ခါရာအချီပန်အီမွန်နိုဟီတိုဆိုအဲ့ဒါနဲ့ကူတာဆိုင်ခါတိုင်းလိုပဲအဖြေတွေကတစ်နှစ်တောင်းလေးတွေကနေတစ်ခုရွှေ့မယ်နော်အဲ့တော့မနာဆန်တော့ဒီစာပိုက်ရှိမယ်တွားကြောင့်မိကွန်ဒီမှာတစ်ပုတ်နှစ်ပုတ်သုံးပုတ်လေးပုတ်ပါမယ်ပေါ့နော်ဟဲ့အဲ့ဆိုရင်များသောအားဖြင့်ပေါ့နော်ဒီလိုမျိုးမိကွန်တွေကဘယ်လိုလာတတ်လဲဆိုတော့ဟိုမှာ30ရဲ့အဖြေဆိုရင်ဒီစာပိုက်ရဲ့အစမှာလာ31ရဲ့အဖြေက30ရဲ့အဖြေပြီးမှ31 32ဆိုရင်30 31ရဲ့အဖြေပြီးမှ32 33ဆိုရင်အားလုံးရဲ့နောက်ဆုံးမှာအဖြေဒါတော့များသောအားဖြင့်ပြောတာပေါ့နော်အဲ့လိုအဖြေတွေကအစင်လိုက်လာတဲ့ပေါ့နော်မိကွန်ကလည်းဒီလိုမျိုးအစင်လိုက်လာတယ်ပြီးတော့ဒီလိုမျိုး line ထားတဲ့ဟာတွေဆိုလို့ရှိရင်ပေါ့နော်အဲ့လိုမျိုးမိကွန်မှာ line ထားရင်ဒီလိုမျိုးစာပိုက်မှာလည်း line ထားတယ်အဲ့တော့ဒီ line ထားတာမိလို့ရှိရင်အဖြေရရှာရတာလေနော်သူရဲ့အရှိကက်ရဲ့တစ်ကြောင်းနှစ်ကြောင်းဒါမှမဟုတ်လေဒီလိုမျိုးအနောက်ကက်ရဲ့တစ်ကြောင်းနှစ်ကြောင်းနေမှာအဖြေပါတတ်တယ်နော်အဲ့လို line ထားတာတွေ့လို့ရှိရင်အဲ့လိုမျိုးပေါ့နော်စဉ်းစားလို့ရတယ်အဖြေကကက်ရက်မှာရှိတတ်တယ်နော်ဒါစုစုပေါင်း၄ပုတ်ပါမယ်ပြီးတော့မွန်တိုင်းတော့ခုပေါ့နော်အဲ့တော့မွန်တိုင်းတော့ခုကကျတော့တဲ့မိကင်းတော့ဖဲ့ကြီးတော့ခုနကကျတော့ဒီစာပိုက်အရှိပေါ့နော်ဒီမှာစာပိုက်အရှိပြီးတော့မွန်တိုင်းတော့ခုကကျတော့မိကင်းတော့ဖဲ့ကြီးတော့リュウ学生のための日本文化教室の案内を見て質問に答えてくださいအဲ့တော့အနောက်ကစာမျက်နှာကတဲ့ဒီနိုင်ငံခြားသားပညာသင်ကျောင်းသားတွေအတွက်ပေါ့နော်ဒီ日本文化教室ဒီဂျပန်ယဉ်ကျေးမှုတင်နန်းပေါ့နော်အဲ့လိုမျိုးရဲ့ N9 omite ရှစ်စမွန်နီခိုတာရဲ့ခိုတာဆိုင်အဲ့ဒီ N9 ကိုကြည့်ပြီးတော့ဒီဘက်မှာပေါ့နော်သူပြောတဲ့ဒီညာဘက်ကစာမျက်နှာကညွှန်ထားရဲဆိုတာဒီရဲ့ဇယားပုတ်စာလို့ခေါ်တာပေါ့နော် reading မှာတော့အဲ့ဒါကိုကြည့်ပြီးတော့တဲ့မိကုံကိုဖြေမယ်အဖြေကခိုင်းလို့ပဲနော်1နဲ့3ရေရနေရွေးရမယ်အဲ့တော့သူက34ရေ35ရေသူကနှစ်ပုတ်ပါမယ်ပေါ့နော်အဲ့တော့မနက်ဆန်တော့ဒီဇယားပုတ်စာမှာသိထားမှာကသူပေးထားတဲ့အချက်လက်တွေအကုန်လုံးကိုတစ်ခုမချမ်းကိုကမိဖို့လိုတယ်ပေါ့နော်တစ်ခုလောက်လွတ်သွားတာနဲ့အဖြေလွဲသွားတာမျိုးဖြစ်နိုင်တယ်နော်အဲ့တော့သူကကျတော့အချက်လက်တွေရှာရတာပေါ့နော်မနက်ဆန်တော့ဒီမိကုန်းတွေကိုတေချာလေးတစ်ချက်ချင်းစီဖတ်ဖို့လိုတယ်ပြီးလို့ရှိရင်ဒီဘက်ကစာပိုက်ကိုသူနဲ့သက်ဆိုင်ရာတွေတွားကြည့်ဖို့လိုတယ်ပေါ့နော်အစင်ဒီမှာဆိုရင်1နဲ့3 4စုပေါင်း5ခုပါတယ်နော်သူ့ရဲ့အမျိုးအစား5ခုအစင်မနက်ဆန်တို့အဖြေမှာကျတော့ရွေးစရာ4ခုပဲရှိရလေအဲ့အမျိုးဆိုလို့ရှိရင်ဟိုဘက်မှာ5ခုရှိရင်အဖြေမှာရွေးချယ်စရာ4ခုပဲရှိရဆိုရင်ဟိုဘက်ကတစ်ခုကို auto pay လုပ်ရတယ်အဲ့လိုမျိုး auto pay ပြီးလို့ရှိရင်ဒီအချက်လက်လေးနဲ့ like ကြိုက်ပြီးတော့အဖြေတစ်ခုရွေးရပါမှာနော်ဒါကကြောင့်လည်းရှိ reading mind ပြီးသွားပြီနော်နောက်ဆုံးအပိုင်းကကျတော့ချောခိုင်ပေါ့နော်တော့ကျတော့စမ်းကျူးကောဖုန်း35မိနစ်ပေးပါတယ်အဲ့တော့မွန်တိုင်းအချီကတဲ့မွန်တိုင်းအချီတွေကမဆုရှိစမောခိတေကူရာဆိုင်အဲ့တော့အရင်ဆုံးမိကုန်းကိုနားထောင်ရမယ်နော်ဆိုတဲ့ခါရဟာနာရှိယိုခိတဲ့問題用紙の1から4の中から一番いいものを一つ選んでください。အဲ့တော့私問題1ကိုအလွယ်မရလို့ရှိရင်သူ့ရဲ့မေးခွန်းပုံစံကဘယ်လိုလဲဆိုတော့အရင်ဆုံးသူကမေးခွန်းမေးတယ်ပြီးလို့ရှိရင်သူတို့စကားတွေပြောတယ်ပြီးလို့ရှိရင်အဲ့ဒီမေးခွန်းကိုနောက်တစ်ခေါက်ပြန်မေးတယ်ပေါ့နော်အဲ့လိုလာတာပါအဲ့တော့ဒီချိန်မှာ皆さんတို့ကဒီဆောင်းဝဲမှာကျတော့သူက red တစ်ပုတ်အရင်ဖွင့်ပြရတယ်ပေါ့နော်အဲ့တော့မနက်ဆန်တော့မြေကုန်းပုံစံကိုတည်ပြီးသားဖြစ်နေတဲ့အတွက်ကြောင့်မို့လို့သူ red ပြောနေတော့မှဒီလိုမျိုးအဖြေလေးတွေကိုတေချာလေးလိုက်ကြည့်ပေါ့နော်။မှာဆိုရင်ပန်းရဆိုရင်ပန်းစွတ်တူဆိုရင်စွတ်တူအဲ့လိုမျိုးကိုမှတ်မိနိုင်တဲ့စကားလုံးလေးတွေကိုခဲတံနေလိုက်ပြီးတော့ပိုက်ထားပေါ့နော်။အဲ့လိုမျိုးဆိုလို့ရှိရင်listening နဲ့ဟောင်းတဲ့အခါကျတော့ကိုကပို့ပြီးတော့အဲ့ဒီစကားလုံးလေးတွေကိုပို့ပြီးတော့အာယုံစိုက်လို့ရတယ်နော်။အဲ့လိုဖြစ်ရပါပါအဲ့တော့သူက3 4 5 6
corner ပုတ်ရှစ်ပုတ်ပေါ့နော်ရှစ်ပုတ်ပါပါတယ်အဲ့တော့မွန်တိုင်းအချီကဘယ်လိုမျိုးလဲဆိုတော့မေကွန်မေးတယ်စကားတွေပြောတယ်မေကွန်ပြန်မေးရနော်ပြီးတော့မွန်တိုင်းနီပါမွန်တိုင်းနီတဲ့ဝမဆူရှိစမောခီတဲ့ကူရာဆိုင်その後問題をしを見てください業務時間がありますそれから話を聞いて問題用紙の1から4の中から一番いいものを一つ選んでください。သူကဘယ်လိုမျိုးလဲဆိုတော့問題1နဲ့တူတယ်မတူတာကဘာလဲဆိုတာသူကဒီမှာရုံမှုကြည့်ကံပါတာပေါ့နော်ဘယ်လိုမျိုးလဲဆိုရင်သူကအရင်ဆုံးမေးခွန်းမေးတယ်ပြီးလို့ရှိရင်ဝက်ရှိကိုဒီလိုမျိုးအဖြေလေးခုကိုဖတ်ဖို့အချိန်ပေးတာပေါ့နော်အချိန်ပေးတယ်ပြီးကြနေမှာသူတို့စကားတွေပြောတယ်ပြီးကြနေမှာမေးခွန်းပြန်မေးတာပေါ့နော်အဲ့လိုမျိုးပါအဲ့တော့ဒီမှာရုံမှုကြည့်ခံပေးတယ်ဆိုပေမဲ့ခုနကလက်ရှိပြောတဲ့နေ့အတိုင်းသူရဲပြောနေတော့မှကိုကအဖြေတွေကိုဖတ်တာမလုံးဘူးပေါ့နော်ဒါပေမဲ့ကိုကအဖြေတွေဖတ်တာလုံးပြီးတော့သူက ichi ban ဆိုပြီးပြောနေအကွာအဖြေဖတ်တုံးဆိုမှလည်းမဖြစ်စေနဲ့ပေါ့နော်ဒါအာယုံတော့မသွားဘူးနော်တတိထားမယ်နော်ဒါ listening ပိုင်းမှာအာယုံလွတ်သွားလို့ရှိရင်အဲတခုလွတ်သွားတာနေသွားပြီပေါ့နော်အဲပြီးတော့တတိထားမှာက ray နဲ့ ichi ban နဲ့မှားမဖြေဘူးလဲလို့ရနော်တချို့တွေကြတော့ဒီ ray ကိုနားထောင်ပြီးတော့ ray ကို ichi ban မှတ်ပြီးတော့ ichi ban မှာ ray ရဲ့အဖြေသွားချေရောသူက ichi ban လဲဆိုရောichi ban လဲဆိုတော့သူကနိဗ္ဗာန်မှာအဖြေသွားချစ်တယ်ပေါ့နော်အဲ့လိုမျိုးတွေလည်းဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါလေးသတိထားမယ်နော်အဲ့ဒါကမွန်တိုင်း3問題3では絵を見ながら質問を聞いてください問題3မှာကပုံတွေကိုကြည့်ရင်လည်းမိကုံးကိုနားထောင်မယ်နော်အဲ့တော့ယာဂျီလူရှိနောဟစ်တိုဝါနန်တိုယီမတ်ကအဲ့တော့မြားထိုးခံထားရတဲ့သူကဘယ်လိုပြောမလဲအချီခါရာဆန်နောနာကခါရာအချီပန်အီမိုနိုဟစ်တိုဆအရန်နေကူရာဆိုင်တက်ကနေ3အတွင်းတစ်ခုရွေးပေးရမယ်ပေါ့နော်ဒီမှာကျတော့ဒီလိုမျိုးပုံလေးတွေပါတယ်အဲ့တော့ဒီလိုမျိုးမြားထိုးခံထားရတဲ့သူကဒီလိုအခြေအနေဆိုရင်ဘယ်လိုပြောမလဲဥပမာထားပါတော့မနော်တော်ပြောမယ်မှာလူတယောက်ကဒီအထုပ်ဘိုးတွေကိုတဲနေတယ်အဲ့ဆိုရင်ဒီလူကဘယ်လိုပြောမလဲကုတဲပေးရမလားပါညာပေါ့နော်အဲ့လိုပုံလေးကိုကျင်းနဲ့ကိုကဘယ်လိုမျိုးလဲဆိုတာစဉ်းစားလို့ရတယ်နော်အဲ့တော့မွန်နိုင်ဆန်ကမြားထိုးခံထားရတဲ့သူကဘယ်လိုပြောမလဲနော်အဲ့ဒါကတွန်းငါးပုတ်ပါမယ်နော်ပြီးတော့မွန်တိုင်းယုံကကျတော့မွန်တိုင်းယုံတယ်ว่าနာသူကအာဒီမဆန်ပုံနေရောစာတွေရောဘာမှမပါဘူးเนาะအဲ့တော့မဆူပွန်ခီတဲ့ခရာဆိုင်အရင်စာကြောင်းကိုနားထောင်မယ်ဆိုတဲ့ခါတော့ဆိုတော့ဟန်ဂျီကိုခီတဲ့အဲ့တော့ဟန်ဂျီဆိုတာဥပမာဘယ်လိုမျိုးလဲဆိုရင်တယောက်ကပေါ့နော်ထားတိုင်းမှာလို့ပြောလိုက်ပြီဆိုလို့ရှိရင်နောက်တယောက်ကအိုခါအဒီနာဆိုင်လို့ပြန်ပြောရတယ်လေအဲ့လိုမျိုးပေါ့အဲ့ဒါဆိုရင်သူကထားတိုင်းမှာလို့ပြောလိုက်ပြီဆိုရင်ဟိုမှာအီချီကအိုခါအဒီနာဆိုင်နီယာကျတော့ရှိစရဲရှိမတ်အမဆန်းကအိုဂျာမရှိမတ်ထားပါတော့အဲ့ဒါဆိုရင်သူက3ခုပေးထားရင်ဘယ်လိုက်ရှိတော့အီချီပြန်ပြောမှာဖြစ်တဲ့အတွက်အဖြစ်မှန်ကအီချီအဲ့လိုမျိုးဟန်ဂျီပေါ့နော်တယောက်ကထားပြောလို့ရှိရင်နောက်တစ်ယောက်ကဘလို့ပြန်ပြောမလဲဆိုတာကိုရွေးရတာနော်တစ်ကနေ3အထိသူကကြောင့်ရွေးချက်စရာ3ခုပဲရှိရတစ်ကနေ3အထိနော်ခုနကဒီမြပု္ပ္ပစာလည်း3ခုပဲရှိရနော်ဒါဒီမှာရေးထားနော်အီချီကာထာဆန်သူကလည်းရွေးချယ်စရာအဖြစ်3ခုပဲရှိရအဲ့တော့ဒီမွန်တိုင်းဆန်နဲ့မွန်တိုင်းရုံးမှာပေါ့နော်လက်ရှိအကြံပေးချင်တာကကျတော့သူကစာမပါဘူးလीအဖြေကိုသူတို့တွေကရွတ်သွားမှာအဲ့တော့တကယ်လို့အီချီဖြစ်နိုင်ရင်အီချီလေးကိုချစ်နီးမဖြစ်နိုင်ရင်နီးကိုအမချစ်ခဲ့အကျန်းထဲမှာနော်စမ်းမဖြစ်နိုင်ရင်စမ်းအောင်အမချစ်တကယ်လို့မနဆန်တော့အဲ့လိုမှတ်မှတ်ပူးထားပါတော့တကယ်လို့မနဆန်တော့အဖြေစမ်းဖြစ်နေကိစ္စမရှိဘူးပေါ့နော်အီချီနဲ့နီးကမားတယ်စမ်းဖြစ်နေကိစ္စမရှိဘူးတကယ်လို့စမ်းဆိုတဲ့အဖြေကသာမှားနေပြီဆိုရင်အီချီနဲ့နီးနဲ့ဘယ်ဟာမှအဖြေမှလည်းမသိဘူးဆိုပြီးတော့အဲ့ဒါအတွက်ပြန်ပြီးစဉ်းစားနေရမှာပေါ့နော်တကယ်လို့ဒီလိုမျိုးအမှတ်သားလာလုပ်ခဲ့မယ်ဆိုလို့ရှိရင်ဒါသိပြီးတော့စဉ်းစားစရာမလိုတော့တကယ်လို့စမ်းရလည်းဖြစ်နိုင်နေတယ်အဲ့ချိန်မှာအီချီနဲ့ပြန်ပြီးတော့စဉ်းစားပေါ့နော်ဘယ်ဟာမှဖြစ်နိုင်လဲဆိုတာဒီလိုမျိုးအမှတ်သားလေးမှတ်ပြီးတော့ဖြေတာတော့မလွန်ဘူးပေါ့နော်အဲ့တော့မှတ်နိုင်ချေပိုများတယ်အဲ့တော့မွန်နိုင်ဆန်နဲ့မွန်နိုင်ရုံးနေရအဲ့လို